ကိုနေတို့အခုလုတ်ပြနေတဲ့ idea တွေအတွေးခေါ်တွေပြီးလူငယ်တွေအားကြအတူရတဲ့ဟာတွေစမ်းသပ်မှုတွေအများကြီးရှိတယ်ကိုနေတို့ကပြီးရင်ကိုနေတို့ကတခုခုလုပ်မယ်ဆိုရင်သူကကြိုပြီးတော့ကိုလုတ်တတ်တယ် plan တွေဘယ်လိုချတတ်တယ်ဆိုတာကိုကျွန်တော်တို့ကမြင်နေရတယ်တွေ့နေရတယ်အဲ့ကြောင့်မို့ကျွန်တော်ကကိုနေတို့စီကဘာမှမလိုချင်ဘူးဒါပေမဲ့ကိုနေတို့ကိုကျွန်တော်တို့ကကိုအရင်လို့ကိုဆရာသမားလို့တကယ်ကိုချစ်ခင်နဲ့လေးစားတယ်ခင်ဗျကိုနေတို့နဲ့ကကြတော့ကျွန်တော်အခုနဲ့ပေါ့နော်ညီကိုရင်းလို့ခင်တယ်ကျွန်တော်နဲ့လည်းညီကိုရင်းလို့ခင်တယ်ကျွန်တော်ကလည်းကိုနေတို့ကိုလေးစားတယ်ချစ်ခင်တယ်အားကြတယ်အတူယူတယ်ကိုနေတို့ကိုကြတော့လေကိုနေတို့လက်ဆောင်မပေးဘူးခင်ဗျဒါမဲ့ကျွန်တော်ကိုနေတို့စီကလက်ဆောင်လည်းမလိုချင်ဘူးခင်ဗျဘာလို့လဲဆိုတော့ကိုနေတို့အခုလုတ်ပြနေတဲ့ idea တွေအတွေးခေါ်တွေပြီးလူငယ်တွေအားကြအတူရတဲ့ဟာတွေစမ်းသပ်မှုတွေအများကြီးရှိတယ်ကိုနေတို့ကပြီးရင်ကိုနေတို့ကတခုခုလုပ်မယ်ဆိုရင်သူကကြိုပြီးတော့ကိုလုပ်တတ်တယ် plan တွေဘယ်လိုချတတ်တယ်ဆိုတာကိုကျွန်တော်တို့ကမြင်နေရတယ်တွေ့နေရတယ်အဲ့ကြောင့်မို့ကျွန်တော်ကကိုနေတို့စီကဘာမှမလိုချင်ဘူးဒါပေမဲ့ကိုနေတို့ကိုကျွန်တော်တို့ကကိုအရင်လို့ကိုဆရာသမားလို့တကယ်ကိုချစ်ခင်နဲ့လေးစားတယ်ခင်ဗျကျွန်တော်ထက်ကိုနေတို့ကဟိုတင်းတော့ကြီးမယ်ထင်တယ်၄-၅နှစ်လားမသိဘူး၄-၅နှစ်တော့ကြီးမယ်ထင်တယ်ခင်တော့ခင်တယ်အဲ့တော့တော့ခင်တယ်ဒါပေမဲ့စကားတော့အပြောဖို့တော့မရှိဘူးဒါပေမဲ့ကျွန်တော်အကူနဲ့ကကျတော့အမြဲတမ်းပြောဖြစ်နေတယ်ပြီးရင်ဆရာတော်ကြီးစီကိုလည်းသူကအမြဲတမ်းလာပြီးတော့ကြော့တယ်ပူဇော်တယ်ဆရာတော်နဲ့ပို့အများကြီးခင်ပါတယ်ခင်ဗျကိုနေတို့ကလူတစ်မျိုးဗျသူ့ရဲ့မျက်နှာပေါ့နော်ကြည်လင်တယ်အေဂျင့်တယ်ကျွန်တော်မပြောပြတတ်လောက်ဘယ်လိုပြောမလဲဗျာသူ့ရဲ့အမူအရာလေးတွေအတော်အလားအပြောအဆိုအနေထိုင်လေးတွေတရရောက်ပေါ့နော်စံနမူနာယူထားလောက်အောင်သူကနေပြီးတော့တကယ့်ကိုဖြစ်ပါတယ်ကျွန်တော်တို့တချင်းကတော့ကျွန်တော်လုတ်ဖြစ်နေပါတယ်တချင်းအခုလောလောဆယ်3ပုတ်လောက်ပေါ့နော်လုတ်ဖြစ်နေပါတယ်ပြီးနောက်လည်းကဲလန်းထားတဲ့ဟာတွေရှိသေးတယ်ပြီးရင်နောက်ကျွန်တော်နဲ့ဇုံတွဲပေါ့နော်ဆိုမဲ့3ယောက်တစ်ယောက်ကကြတော့ရွှေဖြူရယ်နောက်တစ်ယောက်ကြတော့တမူးခင်ရယ်နောက်တစ်ယောက်ကကြတော့ချစ်စနိုးဦးပေါ့အဲ3ယောက်ပါခင်ဗျပြီးရင်နောက်တစ်ယောက်လေးရှိသေးတယ်ကစ်တီနေအဟောင်းက2ပုတ်ပါမယ်အသစ်ကကြတော့1ပုတ်ပါမယ်ခင်ဗျအဟောင်းကကြတော့ဒီစနေမာရော်တဲ့မူးတို့ပြီးရင်နောက်တစ်ခုကဒီကျွန်တော်အရန်ကြိုက်တဲ့အဆူရောဒီကိုဇုံဝင်းထွန်းအဲ့တချင်း1ပုတ်ရယ်ပြီးနောက်1ပုတ်ရှိသေးတယ်ခင်ဗျဂီတနဲ့ဖြတ်တန်းပုံကကြတော့ကျွန်တော်ကြာပြီနှစ်ပေါင်းအခုဆိုရင်18 19 20လောက်တော့ရှိပြီခင်ဗျတော်တော်များများကြာခဲ့ပါပြီကျွန်တော်ဇလန်းတွေးတွေရိုက်ခဲ့တယ်ကိုဒေါင်လွန်းတို့နဲ့ပြီးနောက်ပါလဲကြော်ထက်အောင်နဲ့လည်းရိုက်ခဲ့တယ်ပြီးနောက်ပါလဲကိုဆိုင်းလစ်သူတို့နဲ့ရိုက်ခဲ့တယ်ပြီးအခုနာဂတိုင်းရင်သူမာရီကိုနဲ့ရိုက်ခဲ့တယ်ပြီးနောက်မူမြောင်ရဲ့ဒူမပါလဲဝါဆိုမြောင်လားအကောင်မလေးတို့နော်ဖောတို့သူတို့နဲ့ရိုက်ခဲ့တယ်ခင်ဗျတရေခစ်တရားပထမမင်းဆက်တရေခစ်တရားဒုတိယမင်းဆက်နဲ့ဝေကန်မင်းဆက်စသဖြင့်ပင်းရအင်းဝပေါ့နော်14စတောင်ရှိခဲ့တာဗျဆရာရှုပင်းမြအရန်တာရတာပဲနော်ဆရာနော်တာရဆိုဒါကျွန်တော်မြန်မာပြည်လေဗျာငေကလေးကနေတော့ဝါသနာပါတဲ့ဒါအမေသွေးလို့ပြောလို့ရမယ်အမေကဂီတနဲ့ပတ်သက်ရင်သူကအရန်ကိုဖြစ်တယ်ပျော်ရှင်နေတတ်တယ်ဘေးရမဆိုဘေးနေရဘေးဒေသဘေးရအမေကမဲဆိုမဲတခုခုထမင်းချက်တာတောင်မှအဲ့လိုမျိုးပေါ့နော်တချင်းတွေဖြစ်ဘာဖြစ်ပေါ့နော်ကနေတာတို့ဘာတို့အဲ့လိုမျိုးရှိခဲ့တယ်အမေသွေးတော့ပါတယ်ဂီတနဲ့ပတ်သက်တာကြတော့ကျွန်တော်ကဒီတချင်းတွေအဟောင်းတွေကပါလေးတွေဆိုဖြစ်တယ်ပြီးရင်နောက်တစ်ခုကအသစ်တွေကျွန်တော်ဆိုဖြစ်တယ်ပြီးကျွန်တော်ကတော့ခိုင်တိုင်းသားတရားဖြစ်တဲ့အတွက်ခိုင်တချင်းတွေတော်တော်များများဆိုဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ကဂီတကိုချစ်တယ်နှစ်သက်တယ်